ကိုယ့်ရဲ့ဘဝမှာပန်းတူတွေရဲ့လူမျိုးတွေနဲ့ကြုံမှုကြလားသူတို့ကလောက်ရင်တော့ဘာမှအတန်မထွက်ဘူးကိုကပြင်လုံးလိုက်ရင်နော်ဟဲငါ့ကိုဒီလိုမျိုးကြီးလှုပ်သွားရလားငါ့ကိုနေလို့ရတယ်ဆိုပြီးဒီလိုမျိုးပေါ့နော်ပန်းတူတွေတအားဆန်ကြရဲအဲ့လိုမျိုးတွေ English လို့ဘယ်လိုပြောမလဲလေ့လာကြရအောင်မင်္ဂလာပါ English with Esther Channel ကနေကြိုဆိုပါဒီနေ့တော့ Esther အကုန်လုံးအတက်ကောင်းလေးတစ်ခုသင်ပေးပါမယ်ဆိုတော့ခုနကပြောသွားတဲ့ပန်းတူတွေကအဲ့လိုပန်းတူတွေရဲ့လူမျိုးကိုဘယ်လိုပြောမလဲတယောက်ကကိုယ့်ရှိမှလာပြီးပန်းတူတွေနေဆိုရင်ဟဲငါရှိမှလာပြီးပန်းတူမသေးစမ်းနဲ့ဒီလိုမျိုးကိုပြောချင်ရင် Stop playing the victim in front of me Stop playing the victim in front of me. Stop ဆိုတာကရက်လိုက်တော့ playing the victim ဆိုတာကခံရတဲ့လူလူတရုပ်ဆောင်နေတာကိုရက်လိုက်တော့ in front of me ငါရှိမှာခံရတဲ့လူလူတရုပ်ဆောင်တာကိုရက်လိုက်တော့ငါရှိမှာပန်းတူတူနေတာကိုရက်လိုက်တော့ဒီလိုပြောလို့ရတယ်။နောက်တစ်မျိုးဘယ်လိုပြောလို့ရအောင်မလဲ။နောက်တစ်မျိုးအနေနဲ့ I'm not a victimizer like you. I'm not a victimizer like you. ငါနည်းလိုမျိုးပန်းတူတွေလူမျိုးမဟုတ်။ငါနည်းလိုမျိုးပန်းတူတွေမှမဟုတ်။ဆိုပြီးဒီလိုမျိုးခက်ချစ်ချင်နဲ့ပြန်ပြီးပြောလိုက်လို့ရတယ်။အဲ့တော့ victimizer ပေါ့နော်အမေ native speaker တော်တော်များများကတော့ victimizer ဆိုတဲ့စကားလုံးလေးကိုသိမသုံးကြအောင်သူတို့ကကျတော့ accuser တို့ bully တို့ဒီလိုမျိုးစကားလုံးလေးတွေပဲသုံးကြတယ် accuser ဆိုတာကကျတော့တခြားသူကိုနှိပ်စက်တဲ့သူ bullying ကျောင်းမှာ bullying လုပ်ကြတယ်ပေါ့နော်ဒီစကားလုံးကလည်းအခုနောက်ပိုင်းအသုံးတင်ကြလာတဲ့စကားလုံးbully လုပ်တဲ့သူတခြားသူကိုနိုင်ချစ်တဲ့သူဒီလိုမျိုးလည်းပြောလို့ရတယ် I'm not a bully like you ငါမင်းလိုမျိုးတခြားသူအနိုင်ချစ်တဲ့သူမဟုတ်ဘူးဒီလိုလည်းသုံးလို့ရတယ်ကဲဆိုတော့ပန်းတူတွေတော့ English လို့ပြောပြီးပြီဆိုတော့ရှင်မွေဖြစ်တာကို English လို့ဘယ်လိုပြောမလဲတီးလို့ရှိရင် comment လေးမှာရေးသွားခဲ့ပေးလို့ရတယ်။ဒါမှမဟုတ်လည်း part 2ကိုဆက်ပြီးစောင့်ကြည့်လို့ရပါတယ်။ဒီနေ့ကတော့ဒါပါပဲ။ Bye bye